အဲ့လိုနဲ့ပဲသူတို့ညီကို2ယောက်ရဲဘော်2ယောက်ကအိုဆူဇူကီဆိုတဲ့ကောင်တွေတောင်ဖြုံလောက်အောင်အတူတူတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီးအခုလိုနောက်ဆုံးအချိန်ကိုလည်းရောက်လာခဲ့ပြီဖြစ်လို့ခူရာမာကအရင်ဆုံးလက်ကိုဆန့်တန်းလိုက်ပါတယ်ပြီးရင်တော့နေရီတိုနဲ့အတူရှိခဲ့တဲ့အချိန်တိုင်းပျော်ရွှင်ခဲ့ရပြီမဲ့ဒီနေ့တော့အတူတူတေခွင့်ရတော့မှာမဟုတ်ပဲသူကဘီရီယိုမုတ်ကိုတောင်းရင်အသက်နဲ့ရင်းရမယ်လို့ပြောခဲ့တာမှန်ပေမဲ့နေရီတိုရဲ့အသက်လို့တော့သူမပြောခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါတယ်အဲအကြောင်း तू ကလိန်ခဲ့တာမဟုတ်ပဲငပိန်းကောင်ကတေချာနားမထောင်ခဲ့တာဖြစ်တဲ့အကြောင်းပြောလိုက်ပြီး तू သာအစတည်းကအမှန်တိုင်းပြောလိုက်မယ်ဆိုရင်လေတေချာပေါက်နေရီတိုကညီးမယ်ဆိုတာနေရီတိုရဲ့အကြောင်းလူတိုင်းချက်ပိုတီးရဲ့ခူရာမာကရိမ့်မိနေခဲ့တာဖြစ်ပါတယ်ဂျင်ချူရီကီတွေကတေးပြီးစနိုးယူခံရရင်တေဆုံးတတ်တယ်ဆိုပေမဲ့ဒါကတော့အဲ့ဒါနဲ့မတူလို့ပုံမီစွမ်းပြက်ွက်ရုံလောက်ပဲရှိမှဖြစ်တဲ့အတွက်ခူရာမာကနေရီတိုကိုနှုတ်ဆက်စကားစပြောလိုက်ပါတယ်အဲ့ချိန်ကျမှနေရီတိုကလည်းသူ့ကိုခူရာမာကညာပြောခဲ့တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပေမဲ့ကိုမီမိတ်ဆာကြီးကတော့သူ့ကိုအဲ့လိုစိတ်ရှုပ်ဖို့ကောင်းတဲ့အကြည့်နဲ့မကြည့်ဖို့သတိပေးလိုက်ရင်သူ့သွားရတော့မယ့်အချိန်ကလည်းညီးကပ်လာပြီဖြစ်လို့အဆအရာရာဂယူးဆိုင်ဖို့ကျမ်းမအောင်နေဖို့မှားခဲ့လိုက်ပါတယ်သူနဲ့အတူမရှိတော့တာကြောင့်နေရီတိုမှာအချိန်ကလို့စွမ်းအားတွေရှိမှမဟုတ်တော့ပဲအရင်လိုတဆူရိုးဆက်ဆန်ခေါင်းမသုံးမဲ့တက်ခိုက်မယ်ဆိုရင်သူ့နောက်လိုက်လာရလိမ့်မယ်လို့လည်းသတိပေးသွားခဲ့ပါတယ်နေရီတိုကတော့သူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေတယောက်ညီကိုတယောက်မိသားစုဝင်တယောက်လိုဖြစ်နေတဲ့ခူရာမာကိုထွက်မသွားပါနဲ့လို့ကလေးတယောက်လိုအဟိပြီးတားနေခဲ့ပေမဲ့ကြမ်းတမ်းလာတဲ့ကိုမီမိတ်ဆာကြီးခူရာမာကတော့တဖြည်းဖြည်းမှုံဝါပြောက်ွယ်သွားပြီဖြစ်ပါတယ်အဲ့လိုနဲ့လူမန်းမတိတဲ့ခင်မာတွေကအတူရှိလာခဲ့ပြီးအထီးကျန်ခဲ့ဖဲချင်းခံရခဲ့စွမ်းအားကြီးခဲ့တန်မာခဲ့ရင်းနှီးခဲ့ဂျီမောခဲ့ရတဲ့အခိုက်အတန့်တွေအားလုံးကအတူတူကြော်ဖြတ်ခဲ့တဲ့ပြင်နေရီတိုရဲ့လို့တဖြည်းဖြည်းဖြစ်တည်လာတဲ့အချိန်တွေကစလို့ဘေးနားမှာစောင့်ကြည့်နေရင်းနဲ့ဂျဲဘော်ရဲဘက်အဖြစ်နဲ့အတူတိုက်ပွဲဝင်ပေးခဲ့တဲ့ခူရာမာကသူ့နာမည်ကိုခေါ်ခဲ့တဲ့တူးတဲ့သောကောင်လေးကိုပဲနောက်ဆုံးအနေနဲ့အပီးတိုင်နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်